ပေါ်ဆုံးကြီးရွှေလန်းရှင်တွဲပါလို့ရှစ်ပွဲဝင်းရတဲ့ငွေတောင်ရန်စီငွေတောင်ရန်စီငယ်ကျွမ်းဆွေကိုမြင်းမြင်းတွေ့ရင်လုံးလို့အလွမ်းပြေးလာခဲ့မိပါသည်ကျင်ပေါ်ဆုံးကြီးရွှေလဲရှင်တွဲပါလို့ရှစ်ပွဲဝင်းရတဲ့ငွေတောင်ရန်စီငွေတောင်ရန်စီငယ်ကျွမ်းဆွေကိုမြင်းမြင်းတွေ့ရင်လုံးလို့အလွမ်းပြေးလာခဲ့မိပါသည်ကမိတရားကြီးအလွန်တည်ခြင်းပေါင်းနဲ့မေးတွဲနိုင်ပြီးဆိုခဲ့ရတဲ့ရဲ့ပေါက်ကြလေးပြီနှစ်ပါးသွားလေးတစ်ပိုက်လောက်ဆိုခြင်းသည်ရိုင်နာထွက်လို့ဆိုလိုက်ခြင်းပါသည်အလွန်မင်းသားကြီးဘဝနဲ့နေရကြပြီးဝါစာဆရာကိုတောင်းမှပါသည်ငွေသေးတောင်ရန်ကောင်းလာပြီတွန်ကျူးကြော်ညံဝမ်းရပလီငှက်ကဲလူလိုတန်ချိုချိုနာပြောတရင်မိကောင်းဆွေကောင်းပြီငယ်ကျွမ်းလေးရဲ့မောင်ဘွားပဲပုံဒီကြောက်ဆိုကြီးပြန်ပြောင်းပြောရည်တစ်ပိုက်လောက်ဆိုခြင်းသည်ရိုင်နာထွက်လို့ဆိုလိုက်ခြင်းပါသည်လွမ်းမင်းသားကြီးဘွားနဲ့နေရကြသည်ဘွားဆာဆရာကိုတောင်းမှပါသည်ငွေသေးတောင်ရန်ကောင်းလာပြီတွန်ကျူးကြော်ညံလွမ်းရပလီငှက်ကဲလူလိုတန်ချိုချိုနာပြောတရင်မိကောင်းဆွေကောင်းပြီငယ်ကျွမ်းလေးရဲ့မောင်ဘွားပဲဘုံဒီကြောက်ဆိုကြီးပြန်ပြောင်း